ဒန်းကကြတော့ဒီအလဲမှာထည့်ထားတဲ့တန်ကွင်းနှစ်ကွင်းပေါ့ဒီအောက်ခြေအခင်းနဲ့ဒီကြောမီအခင်းအတွက်တန်ကွင်းနှစ်ကွင်းရယ်ခေါင်ရဲ့တန်ကွင်းတစ်ကွင်းအဲ့ဒီတန်ကွင်းသုံးကွင်းရလွယ်လို့ရှိရင်ကျန်တဲ့ဟာအားလုံးက handmade ပဲအမချီနဲ့ပဲကြက်ထားတာကျိုးတွေကအချိန်စရှိရယ်တကယ်အဲ့ဒီဟာကမချိန်တက်လို့ရှိရင်ထိုင်လိုက်လို့ရှိရင်အရှိကိုငိုက်နေတာတို့ဒန်းအနောက်ကိုငိုက်နေတာတို့ထိုင်လို့မကောင်းတာတို့ပြီးတော့တစ်လားလောက်သုံးပြီးတော့မှဒန်းကလုံးဝလေးရွဲသွားတာတို့အဲ့ဒါတွေမဖြစ်အောင်အမအရှိမရအကုန်စမ်းသက်ပြီးသားအခုဆိုလို့ရှိရင်တော့အဓိကတော့မက်ခရမီပဲကြစ်တယ်မက်ခရမီဒန်းနေကြစ်တယ်ပေါ့ပြီးလို့ရှိရင်တင်နန်းနေခေါ်တယ်မက်ခရမီနဲ့ပတ်သက်ရင်တင်နန်းဖွင့်နေဒန်းနေကြစ်တယ်ပြီးတော့ crochet နည်းနည်းထိုးတယ်အဲ့လောက်ပါပဲဒန်းလေးတွေကကြတော့လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်ကအမကိုဒန်းလာအပ်တာအဲ့ Pinterest ကပုံပြပြီးတော့ဗောနော်ဒီလိုဒန်းလိုချင်တယ်ဆိုပြီးတော့အမတယောက်ကလာအပ်တာပုံစံစင်တူနှစ်ခုလိုချင်တာသူဆိုင်မှာထားဖို့ဆိုပြီးတော့လေအဲ့ဒါလားအဲ့ရင်းနဲ့အဲ့ဒါကိုရအောင်လုပ်ပေးမယ်ဆိုပြီးတော့ကြစ်ဖြစ်ရင်းနဲ့ဒန်းတွေကအဲ့နှလုံးပြီးတဲ့တောက်လျှောက်ကြစ်ဖြစ်သွားတာပေါ့ပုံမှန်ကဝေါ်ဟန်ကြီးအကြီးတွေကြစ်တာအရင်တော့ကဒီဒန်းတွေကြစ်တာမဟုတ်ကွာနေရမှာချိတ်တဲ့ဝေါ်ဟန်ကြီးအကြီးတွေကြစ်တာပေ20လောက်ထိကြစ်ဖူးတယ်ပါအဲ့ဝေါ်ဟန်ကြီးကြီးကြစ်တော့အဲ့ဆိုင်ရနေပြီးတော့လာမှာတာသူကဒန်းလေးလိုချင်တယ်ပေါ့ဒီဒန်းအကြီးနှစ်ခုလောက်လိုချင်တယ်စင်တူဆိုင်ရှိလေးမှာထားခြင်းလို့ဆိုပြီးတော့အဲ့ကနေမှတောက်လျှောက်ကြစ်ဖြစ်သွားတာပေါ့crochet နဲ့ပတ်သက်လို့ရှိရင်အဓိကတော့တင်နန်းတင်တာအမတင်နန်းဆရာမပဲလုပ်တာတင်နန်းဆရာမကို9နှစ်လောက်ရှိပြီပေါ့တင်နန်းပဲတောက်လျှောက်တင်တာကို9နှစ်10နှစ်လောက်ရှိပြီမက်ခရမီဆိုလို့ရှိရင်တော့တင်တာ4နှစ်လောက်ရှိပြီဒီမက်ခရမီနဲ့ပတ်သက်တဲ့ဒီဒန်းတွေနဲ့ပတ်သက်ရင်ပေါ့အဲ့ဒါကတော့ကြက်တာ4နှစ်လောက်ရှိပြီမက်ခရမီကိုပဲတခြားပုံစံတွေပဲကြက်တာပေါ့ဒန်းကြက်တာတော့တစ်နှစ်ခွဲလောက်ရှိပြီဒီဒန်းတွေကိုကြက်တဲ့ပတ်တန်တွေကမက်ခရမီသူကခြီနဲ့အနဲ့ကြက်တာမဟုတ်ဘူးသူကခြီနဲ့လက်နဲ့ပဲကြက်ကားတဲ့ပညာသူ့ကိုခေါ်ရတဲ့နာမည်ကမက်ခရမီလို့ပဲခေါ်တာအဲဒီဆွင်းနေဆိုလဲမက်ခရမီဆွင်းနေအဲ့လိုပဲခေါ်တာပေါ့ပထမဆုံးအခက်ခဲကတော့ခြီပေါ့မက်ခရမီခြီကတိတ်မရှိဘူးသွေးနဲ့လူလည်းတိတ်မရှိဘူးအဲ့တော့ခြီရှားတာခက်တယ်ပြီးလို့ရှိရင်ဒီဒန်းနေစားကြက်တုံးကဆိုလက်တွေတားနာလက်တွေကလေလုံးဝစုပ်ပြတ်တက်သွားဒီတိုင်းမဲ့ကိုကလှုပ်ချင်စောတစ်ခုလေးနဲ့ပဲလှုပ်တဲ့အခါကျတော့လက်တွေဆိုလုံးဝပွန်းပယ်သွားတာပဲပလတ်စတာပဲကပ်ပြီးလှုပ်ကကောင်းမှနားမလဲဘူးလေလှုပ်ချင်တဲ့စိတ်နဲ့ပဲအတင်းနေဆွဲတာပြီးတော့သူကနိုင်လွန်သားပါတယ်ကျိုးတွေကနိုင်လွန်လိုမျိုးအသားတွေပါတဲ့အခါကျတော့တအားပွန်းနေပြီးတော့ဒန်းချစ်တဲ့ခြီအလုံးကတော်တော်ကြီးရဲ့အခါကျလက်မခံနိုင်တာမျိုးတွေရှိရပြီးလို့ရှိရင်အယောင်တူရှားတာခတ်တာပေါ့အယောင်တူအလုံး20 30လောက်ခြီလုံးတွေလိုချင်တဲ့အခါကျရင်ရှားတာတအားခတ်တယ်အဲ့ဒါရောရှိတယ်ကြစ်တဲ့အခါကတော့အဲ့ဒါဒန်းအသေးနဲ့အကြီးပေါ်မူတည်ဒန်းအသေးဆိုလို့ရှိရင်အမြန်ဆုံးကြစ်ဖူးတာဆိုတည12နာရီတည်းနဲ့ဒန်းတစ်ခုကိုကြစ်တာအကြာဆုံးဆိုလို့ရှိရင်ဒီပထမဆုံးကြစ်တဲ့ဒန်း6လကြာနှလုံးကိုပေါ့နော်6လလောက်ကြာသွားတယ်အဲ့ဒါတော့အကြာဆုံးပဲပုံမှန်ဆိုလို့ရှိရင်တော့1လခွဲ1လအဲ့လောက်တော့ကြာတတ်တယ်ပတ်တန်းကတော့အမကိုပိုင်ဒီဇိုင်းနဲ့ပဲထုတ်တယ်အဓိကလူတွေပုံပြပြီးအပ်တယ်ပုံပြပြီးအပ်တာကိုအမတစ်ထပ်တည်းမတူချင်ဘူးတစ်ထပ်တည်းမတူချင်တဲ့ပြင်ဦးမှာအမအခုဒန်းကို10ခုကြက်ထားရင်10ခုလုံးကိုတပုံစံနဲ့မတူချင်ဘူးအဲ့ customer တယောက်စီအတွက်ကိုအမလက်ဆောင်ပေးရဲ့အနေနဲ့ဒီဒန်းတပုံစီပေးလိုက်တယ်ပေါ့အဲ့အကြောင်းမတူအောင်ကြက်တယ်အဲ့10ခုလုံးကိုဓာတ်ပုံလာပြရဲပြရင်လေဒီပုံနဲ့တစ်ထပ်တည်းတော့တူအောင်မလုပ်ပေးဘူးနော်အနည်းနဲ့အများတော့ကွဲမယ်ပတ်တန်းလေးကိုတော့ကိုယ့်ဘာကိုလိုချင်တဲ့ပုံစံလေးထည့်ပြီးတော့ကြက်ပေးပြတယ်ကျိုးတွေကအချိန်စရှိရယ်တကယ်အဲ့ဟာကမချိန်တက်လို့ရှိရင်ထိုင်လိုက်လို့ရှိရင်အရှိကိုငိုက်နေတာတို့ဒန်းအနောက်ကိုငိုက်နေတာတို့ထိုင်လို့မကောင်းတာတို့ပြီးတော့တစ်လားလောက်သုံးပြီးတော့မှဒန်းကလုံးဝလေးရွဲသွားတာတို့အဲ့ဒါတွေမဖြစ်အောင်အမအရှိမရအကုန်စမ်းသက်ပြီးသားပထမဆုံးတစ်လုံး customer လက်ထဲကိုမထည့်ခင်တည်းကအမအိမ်မှာတစ်လားခွဲလောက်ကိုကိုယ့်ဘောက်ကိုကြစ်ပြီးတော့ကိုယ့်ဘောက်ကိုစီးနေတာအဲ့တုန်းကပေါင်240အမဝိန်းနေကိုအမတောက်လျှောက်စီးကြည့်နေတာအဓိကတော့ဘယ်အချိန်မှဆိုဘာဖြစ်မလဲပေါ့ပြီးရင်ဒီအရှိကိုငိုက်လာမလားအနောက်ကိုငိုက်သွားမလားဘယ် frame မှာဆိုလို့ရှိရင်တော့သူညီမလဲပေါ့အဲ့ဒီဟာတွေအားလုံးအမတောက်လျှောက်စမ်းသက်ပြီးမှပဲဒန်းတွေကိုထုတ်ရောင်းတာပေါ့ဒန်းအသေးတွေအတွက်ကတော့ overweight မရဘူးဒန်းအကြီးကြီးရှိတယ်အမအစီမှာဒန်းကအဲ့လိုsite ကိုပဲ4-5 site လောက်ရှိတယ်အဲ့တော့ဒန်းအကြီးကြီးဆိုရင်တော့လုံးဝပေါင်ချိန်250 300လောက်ထိတယ်ကိုရတယ်ဒီဒန်းအသေးလေးဆိုရင်တော့မိုင်ကုန်150 160ဒီပဲအမပြောပြီးတော့ customer လက်ထဲကိုထည့်ပေးရပေါ့ဒါပေမဲ့180လောက်ထိတော့စီးလို့ရတယ်အဓိကတော့အမဗန်နေအမဆိုလို့ချင်း wall hanging နေတခြားအဲ့လို8တွေဘာတွေပဲကြစ်ဖြစ်နေမှာပေါ့ဒါပေမဲ့ဒီအကြီးဒန်းအကြီးကကြောက် customer လေးရုံကြည်ကြည်နဲ့ကွာအမကိုဒါလေးကြစ်ပေးပါလားဆိုပြီးလာပြောတာကိုအမကလည်းကိုယုံနေဆိုတဲ့စိတ်နဲ့အမရ
ရအောင်လက်ခံလိုက်တယ်လက်ခံပြီးစမ်းတယ်ပေါ့ဒီ2ယောက်ရဲ့ယုံကြည်မှုကြောင့်ပဲဖြစ်လာတာလို့ပြောလို့ရတာပေါ့ဒန်းနေရဲ့ဈေးရောစိုက်ပေါ်မူတည်ပြီးတော့ပေါ့အဓိကတော့အခုနအမပြောရဲ့ weight ခံနိုင်မှုပေါ့ပေါင်ချိန်200ကနေ300ကြားလို့အမပြောလိုက်တဲ့ဒန်းနေဆိုလို့ရှိရင်တော့ဈေးကအဲ့လို320 25သိန်း30ပေါ့အဲ့လောက်ထိကတ်တယ်ခုဒန်းအသေးလေးတွေအမပုံမှန်လုံးနေကြဒန်းလေးတွေဆိုလို့ရှိရင်တော့10သိန်းကနေ15သိန်းကြားလောက်ပေါ့အဲ့လောက်လေးတွေတော့သွားတယ်ပုံမှန်ဆိုလို့ရှိရင်တော့အနည်းဆုံးဈေးဆိုလို့ရှိရင်တော့9သိန်းလောက်ကစတယ်ဒန်းကအများဆုံးဆိုရင်တော့330 35သိန်းထိရှိတယ်